comment လေးသဘောကျလိုက်တာကျေးဇူးတင်ပါတယ်ရှင်သော comment လေးကရေးထတာရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့လည်းရှင်သောမိခွန်းလေးတစ်ခုမေးချင်တယ်အခု video file ကိုကြည့်နေတဲ့ရှင်သောရဲ့ကိုမာရီ live မှာအောင်မြင်နေဆိုတဲ့စကားလုံးကိုဘယ်လိုအဓိပ္ပာယ်ဖွင့်လဲဒီနေ့ညရှင်သောအဲ့ဒီအောင်မြင်ပါစီဆိုတဲ့စကားလေးကိုအားလုံးနဲ့အတူတူ sharing လုပ်ပေးခြင်းနဲ့ video ရဲ့အပြီးမှာရှင်သောတို့ဒီကနေ့အင်္ဂါမနက်ခင်းမှာရှင်သောလက်ဆောင်ပေးထားတဲ့အမြန်ဆုံးလာမယ့်ပေါက်တီးတစ်ချိန်စာလက်ဆောင်ကတိအောင်မြင်ခဲ့တာဖြစ်တဲ့အတွက် video ရဲ့အဆုံးမှာရှင်သောတို့အမြန်ဆုံးလာမယ့်ပေါက်တီးတစ်ချိန်စာလက်ဆောင်လေးပေးမယ် by the way အဲ့တော့ဒီစကားလေးကိုရှင်စောအရန်သဘောကျတယ်ဘာမှပကတနာမပါဘူးရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့အတိတ်ပဲကြီးအများကြီးနဲ့ပြည့်စုံနေတဲ့စကားစုလေးပေါ့နော်အမဒီချက်မကအောင်မြင်ပါစေရှင်စောအဲ့ဒီစကားလေးကိုသဘောကျလိုက်တယ်နော်အောင်မြင်ချင်ပါတယ်တကယ်ပြောတာရှင်စောကဒီတွေ့ရလူကုန်လုံးရှင်စောကဝန်ခံတာပေါ့နော်ရှင်စောကလောဘကြီးတယ်ဒါနဲ့အခုဗီဒီယိုဖိုင်ကိုကြည့်လို့ရှင်စောရဲ့အကူမာတယ်လောဘကြီးတယ်ဆိုတဲ့စကားကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ကြလဲရှင်သောထင်တာမမှားဘူးဆိုရင်လေလူတစ်ယောက်ကထိုက်တင်လျောက်ပတ်တဲ့လောဘတော့ရှိဖို့လိုတယ်မတော်လောဘတော့ဖြစ်လို့မရဘူးပေါ့နော်မတော်လောဘဆိုတာကိုယ့်ရဲ့စူးစမ်းအားထုတ်မှုနဲ့မဟုတ်ဘဲနဲ့သူတစ်ပါးရနေတဲ့ဒီအရာပေါ်မှာလောဘကြီးတာမြစ်စရာစိတ်ပွားတာနဲ့လိုက်ပြီးတော့ပြိုင်ဆိုင်တာအဲ့ဒါမျိုးကတော့မလုပ်တာအကောင်းဆုံးပဲအဲ့ဒီလိုမျိုးလောဘမျိုးကတော့ကိုဖူလောင်စေတယ်ဒါကြောင့်မို့အဲ့လိုလောဘမျိုးတော့မရှိသင့်ဘူးဒါပေမဲ့လူတစ်ယောက်ကသူ့ရဲ့ personal growth နဲ့ပတ်သက်ပြီးတော့လောဘရှိနေတဲ့ဥမာအဖြစ်မနေ့ကထက်ပိုတော်တဲ့နော်မနေ့ကထက်ပိုကောင်းတဲ့မနေ့ကထက်ပိုပြီးတော့ထူးချွန်တဲ့မနေ့ကထက်ပိုပြီးတော့ပျော်ရွှင်စရာကောင်းတဲ့စသည်အဖြစ်နော်ကိုမနေ့ကထက်နိုင်ပြီးတော့မနေ့ကနဲ့ရှင်ပြီးတော့ဒီကနေ့မှာ 1% ပိုပြီးတော့ကောင်းမွန်တော့လူသားတစ်ယောက်ဖြစ်အောင်ကြည်စံနေတာဒီတကယ်ပဲမင်္ဂလာရှိပါတယ်ဒါကြောင့်မလို့ရှင်စောကဒီကနေ့အင်္ဂါနေ့မှာစကားလက်ဆောင်အနေနဲ့ပြောရမယ်ဆိုရင်ကိုသိသလောက်ရှိသလောက်နဲ့အကောင်းဆုံးလုပ်ပေးပါအချိန်တန်ရင် reset ကထွက်လာပါလိမ့်မယ်ရှင်စောတို့ဆိုလည်းအဲ့လိုပဲ live မှာရှင်စောကိုလေဒီရှားတယ်ရှင်စောတို့အကူကြီးရခဲ့ဆိုရှားတယ်ဒါပေမဲ့စူးစမ်းခဲ့ရတာပဲစူးစမ်းလို့စူးစမ်းတဲ့အရာရက်သွားလို့မရဘူးရှင်စောတို့မှာစူးစမ်းတာအပြင်ဘာမှလုပ်ပြီးလို့မရဘူးအကောင်းဆုံးလှုပ်ဆောင်မှုဒီအကောင်းဆုံးစူးစမ်းနေဖို့ပဲတစုံတရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်